အားလုံးမင်္ဂလာပါကျွန်တော်ကတော့မြန်မာ Shining Star Distribution Company Limited ရဲ့ MD ဦးဝင်းမြင့်ဖြစ်ပါတယ်မြန်မာတက္ကရာ1389ခုနှစ်မှာကြားရောက်မဲ့အတားတကြံအခါသမယမှာပြည်သူပြည်သားအပေါင်းများနဲ့လုပ်ဖို့ကင်ဖက်မိတ်ဖက်ဝန်ထမ်းမိသားစုဝင်များအားလုံးကံကောင်းပြီးတော့ကျမ်းမာချမ်းသာတဲ့နေ့တစ်နေ့ဖြစ်ပါစေလို့နှလုံးသားအလီဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်အတားတကြံအဖြစ်နှစ်ဟောင်းအညစ်အကြေးများကိုဖယ်ရှားပြီးတော့အသက်တဖန်စတင်ရမယ်နေ့တစ်နေ့ဖြစ်ပါတယ်အဲ့တော့ဒီနှစ်မှာလည်းအားလုံးစီးပွားရေးလက်လာပတိုးတက်ကြပါစေကျမ်းမာချမ်းသာကြပါစေမိသားစုဝင်များနဲ့ကောင်းမွန်တဲ့အနာဂတ်ကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်မကြခင်ကြားရောက်တော့မယ်ကျွန်တော်တို့မဟာတကြံချိန်ခါသမယမှာမြန်မာ Shining Star ကုမ္ပဏီဘက်မှနေ၍ကျွန်တော်တို့နံပါတ်1အနေနဲ့ရရက်မှာရောင်းဝယ်ပြုလုပ်နေကြတော့ကျွန်တော်တို့ရဲ့ကိုယ်စားလှယ်တော်ကြီးများကျွန်တော်တို့ရဲ့မိတ်ဖက်စီးပွားဘက်ကျွန်တော်တို့ရဲ့စိုင်ပိုင်ရှင်ကြီးများကျွန်တော်တို့ရဲ့ product များကိုသုံးစွဲနေကြသောမိဘပြည်သူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေကြောင်းကျွန်တော်တို့မြန်မာ Shining Star မိသားစုဝင်များဘက်မှနေ၍ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်တို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်